ဆိုတော့စကုတ်စရာပြည့်တယ်ပါလေအဲ့လိုလုပ်တာတွဲပြီးဆင်းရုပ်ပြေးဒီဘက်ကဘုန်းကြီးတွေနဲ့တွေ့တဲ့အခါကျတော့ငယ်ငယ်ရိုက်တင်တာနော်ဘာလို့လဲဆိုတော့အေးဒီချက်တော့ပြီးတော့ပဋ္ဌာန်းအဲ့နေရာမှာရိုက်တယ်ဘုန်းကြီးကြောင်းမှာနေရအဲ့ရိုက်တယ်လားကျေတော့တက်တယ်ဒီမှာအစိုးရအေးဒီမှာဘာဖြစ်လဲဝရောဝလူရောဝရောဆိုတာလည်းကြောင့်မပြီးတော့ရက်တာနော်တော့ကျန်တော်ရောက်တယ်ကျန်တော်ရောက်တော့အဲ့မှာပါလဲဆိုဒီရောက်ပြန်ပြန်ရောက်အဲ့မှာအောက်မှာသမထမှာကြီးတာဘာမှမကြည့်ရင်အဲ့ဒါအိမ်ထဲရောက်တော့ပါသက်ကနေကျွတ်ကြည့်တယ်ဟာဒီပြိတ္တကလည်းဆက်လုပ်တယ်တဲ့ဝတ်တင်ပြီးတော့မေကောစုတယ်တမတာအေရောဆက်ပြီးတော့အလိုလိုရတာအဲ့ဘာဖြစ်လို့လဲလူကြီးတွေကမင်းဟောတော့ပုံကြီးဖြစ်ကြတာဒီအဲ့တော့ပုဂ္ဂိုလ်ကလည်းဘာမှမသိဒါပေမဲ့စကောတဲ့နေနဲ့တွေ့တဲ့အခါဟာဘာလို့လဲကျိုးတဲ့အတားမှာကြောင်းကြတယ်ကျိုးတဲ့အကြောင်းကြနော်တရားကျင့်တဲ့လိုမျိုးကလားအဖိုးကြီးအစ်စ်အဲ့ဒါကိုပြောပြီးတာကိုယ်မသိဘူးတက်မှမတက်တာဘူးကိုမိဘမျိုးချက်ကတရင်ပါရဲ့နောက်ပြီးတော့တရင်မှ2မျိုးစကောတရင်ရောပိုးတရင်ရောအဲ့တော့ငါဘာလူမျိုးလဲဆိုတော့ကျွန်တော်ဘာလူမျိုးလဲဆိုတော့တိတိကျကျဘယ်လိုမှလည်းပြောတာဘူးအဲ့တော့ပတ်ပုံပြပါဘာရေးတာလဲဗမာအပေါင်းတရင်အပေါင်းမွတ်စလင်တရင်မျိုးတွေဘာလို့ပဲလားဘိုးရအဖေပဲကြီးလားမွတ်စလင်ဆိုတာအစ္စလာမ်ဟောဒါပေမဲ့ဘုရားဘာသာမှာပြိဿတဘုရားကိုသင်ရတယ်။မဲ့ကျင်ရှိပါတယ်။နောက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်တဲ့အကုန်ပြရတယ်။အဲ့တော့ကျွန်တော်တို့ပဲဘာသာတရားနဲ့ပတ်သက်ပြီးတော့ကိုကဘာကိုပိုးမယ်ရှင်းရှင်းပြောရင်ကောင်းတာလုပ်ချင်ကောင်းတာဖြစ်မကောင်းတာလုပ်ချင်မကောင်းတာဖြစ်အဲ့ဒါကံဖြစ်အခုလုပ်တဲ့လူကကောင်းတာမကောင်းတာကောင်းတာဆိုရင်ကောင်းတာဖြစ်မှာပေါ့အဲ့တော့အစွဲနဲ့ဘာစွဲငါတို့ဒီဘက်ကဥပါဒပိစ္ဆာဘောဝါပိစ္ဆာသာတိဆိုပြိဿကဘုရားတယ်မှာဥပါဒစွဲလာရှိတဲ့ကာလပါလို့ဘဝဖြစ်ဒါပြီးဥပါဒကလေးတူရဲ့တိုင်းရဲ့တူရဲ့ဒီကုသိုလ်ကျိုးကြီးကိုအစွဲနဲ့လုပ်လိုက်ပါဒါပြီးအစွဲနဲ့လုပ်ရင်ဘဝပိစ္ဆာသာတိဆိုတာဘယ်မှာမှဒီဝါဒီရဲ့ငါဒီတရားတွေဘာလို့ဖြစ်လဲပြန်ပြီးတော့သုတိမှာပဲအဲ့လူဖြစ်တယ်နောက်ဘဝမှာအဲ့ဒီကျိုးတဲ့ကြောင့်အမှုတန်းကြောင့်ကောင်းတဲ့နေရာကိုရောက်နေတယ်ပညာတတ်ကြီးဖြစ်နေတယ်ဥစ္စာဒီဘဝတိုးဘဝနေနော်အဲ့တော့တခြားဆရာတွေကလည်းသမင်းစာကိုကြားလိုက်တာအဲ့တော့မတိရမတတ်နဲ့မလိမ္မာတဲ့ဒီကိုလိမ္မာအောင်ရင်ကြောက်လုပ်ကြရတယ်ကျွန်တော်ဆရာကြောက်တယ်ဒီလူများတေလို့ပါလို့ပြောတေဆိုတာအားလုံးပဲပြောမေးဆိုတာကပြန်လာဒီကတမန်မေးဘာသူပြေဘုရားတေထောတာလိဘုရားဆက်တိဝမဒီမကလာတော့ပြတော့ပြတဲ့ပြန်ပြရှိမေတဝအညာတော့အများပြတဝစတုတိကကိနာတော်တမနာလောကပါလချအင်္ဂါဒေဝသဗ္ဗမကဣတိတအနိဗ္ဗာန်သဗ္ဗိတယဥပတဝအနိကအန္တရာယာပိဝိညာတန်တုအတ္တိတတော်အလုံးကာယစိတ်ဒုက္ခပြည့်စုံပါသည်နောက်တစ်ချက်ကကျမ်းမာပါသည်ချမ်းသာပါသည်ဉာဏ်လူမျိုး၅ပါးအမြင်သိမှသည်ကတိတုံးပါကိုကြော်တယ်မြင်ရကြပါသည်ပရိဒေဝမီးငြိမ်းကြပါသည်အနာရောဂါကျင်းကြပါသည်အသက်ရှိပါသည်အနာရောဂါကျင်းကြပါသည်ပုံကျင်းလုံးကြီးကြာရှင်းပြီးတော့တာဝန်ကြီးပြည်ရကြပါသည်သူ့ပေးနဲ့ဒီလိုဆိုတယ်ဒီနေ့အရာကျောင်းသားတို့ပြည်သူဥထေဝိနေရေချောင်းရာရှိတင်မောသားများမှာတင်မောသားများမှာအတကဂျပန်အမက60ကျောင်းနဲ့အမက204ကျောင်းကိုကျောင်းသုံးပစ္စည်းများပေးရတူတန်းမှာဖြစ်ပါတယ်ခင်ဗျာ
ကျောင်းသားဦးထေဝင်းမှာကျောင်းသားကျောင်းသူများ၏ကိုစားဝမ်းမြောက်ပြီးဒီစကားပြောကြားပေးပါရန်လူသိလေးစားစွာပန်ကြားပါရခင်ဗျာလူဆက်တဲ့ကျောင်းသားကျောင်းသူတွေများကျေးရွာအသီးသီးမှတောင်းရှိအုပ်ချုပ်ရေးမှုများနဲ့ဆရာမများကျောင်းကျိုးတော်ဆောင်လူကြီးမင်းများနဲ့ရပ်ပြည်ရပါများအားလုံးကိုယ်စိတ်အပြာကျမ်းမာချမ်းသာကြပါစီကြောင်းနဲ့ဒီနေရာတွေဝေးကွာကြပါစီကြောင်းဥစွာပထမကာဝါကိလောကဆက်တာပါဗျာတကယ်ဒီမှာလည်းဘုလိုကံလဲဆုံတွေ့ရတဲ့အတွက်အတိုင်းပတိဝမ်းသာပြီးပါတယ်ဗျာဒါအပြင်တကယ်ဒီနာရဲ့ကိုစားစကားပြောခွင့်ရတဲ့အတွက်လည်းဝမ်းသာပြီးပါတယ်ဗျာဒါအပြင်ဒီနေ့အချိန်ကြီးလူပြိုကြီးအပြိုကြီးများဖြစ်နေကြတော့တကယ်ကြီးများလည်းအမြန်ဆုံးစောရှိစီပေါင်းလေးမဲ့ရောက်ကြပါစေစီဝါလာဘာနာလည်းတူဝါပြီးတော့အသက်ရှူတိုင်းဝေပြပါစီလို့ထန်လောင်းစုကလာကြွပါတယ်ကျွန်တော်ကတော့ဒီကောင်းတော်ကြီးမှာအားလည်း6တန်းပြဒန်းကြီးဘုံကျေးဇူးကြီးမားသောဆရာဆရာမကြီးများဤသို့တင်ဆုံးမပြန်ဖို့မပြတ်နိုင်တော့ပညာများကိုပြကြားတင်ယူရတဲ့ကျောင်းသူကျောင်းသားအောင်များတွေမှာဒီကျောင်းတော်ကြီးအတွက်ဒီနေ့အထိတောင်းမချေခဲ့တော့ကျောင်းသားအောင်ပါပြောချင်ပါတယ်ကျွန်တော်ရဲ့ history လေးနဲ့တင်ပြရစီကျွန်တော်သူငယ်တန်းကလေးတန်းကြီးကိုအမ68အမကဘုလိုမှာတင်ပြခဲ့ပါတယ်စစ်တမ်းကိုတော့ပသိမ်မျိုးအနဲ့ဝေလို့ကျောင်းမှာတင်ပြခဲ့ပါတယ်ကိုရန်10တန်းကိုတော့ပသိမ်မျိုးအရက6ကျောင်းမှာတင်ပြခဲ့ပါတယ်ဒီအဲ့ကျောင်းလေးပဲတော့ရန်ကုန်စက်မှုပြတဲ့ကိုဘာတင်ပြယူခဲ့ကြပါတယ်တို့ဖြစ်ပါရဲ့ကျောင်းတော်ဒီမှနန္ဒာကိုင်းရင်ကျေးဇူးရှင်ဆရာမကြီးများလည်းဒီနေရာမှာဒီဘာဝပြုရှိဖို့အပါတိများအထူးသဖြင့်ချက်ပေါင်းကြီးရာရှိဒီကျောင်းတော်ကြီးကိုတရားနိုင်ရေးအတွက်လက်ပြင်းမစုံဖြစ်နေတဲ့ကျွန်တော်ရဲ့ဘဝကိုဒီကအရင်ရှာခဲ့သူတို့နေဆုံးမကျွေးမွေးရုံနဲ့မကလိုလိုလေးမရှိကောင်းပန်ပေးခဲ့တဲ့အကြီးဝဲလေးတို့မိသားစုအားလုံးကိုလည်းဒီနေရာမှာကျေးဇူးအထူးတင်ရှိပါကြောင်းဘာဝပြုရှိဖို့ပြောအပါတိဆရာဆရာမကြီးတို့ကပထမဆုံးအချိန်နဲ့တပည့်တို့အနေနဲ့ဒီခန္ဓာကိုကျင့်ပရတဲ့အတွက်ကြောင့်ဘာဝမကျင့်ဘူးဆိုရင်းချက်ကရှိခဲ့တယ်အယုနာရှိတာပြလို့ပြကြပါရဲ့အားလုံးရဲ့ပူစာတောင်းတာပါကြအခုလိုဒီကလာရောက်ပူဆောင်ကြောကံကြားရောက်ပြီးကြတဲ့အတွက်တပည့်တို့နေတဲ့အတိုင်းဒီဝါဒအပြီးကြရပါကြောင်းအားလုံးရဲ့ပူစာပြောကြရစီနောက်လည်းဒီမှာလည်းဒီလိုနေတဲ့အထူးကြိုးစားဆောင်ရွက်တော့ပါလေလို့ပြောပြပါတယ်ဆရာဆရာမကြီးတို့လည်းဒီလိုနဲ့ဒီတိုင်းပြည့်စုံနိုင်ဖို့အတွက်ကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းပါဗျာဒီကံလေးကကျွန်တော်အားကိုပြောလိုတာကတော့ဒီနေ့ကဒီပြညာခဲ့တဲ့အတွက်ကြောင့်ကျောင်းသားဒီအတန်းပညာတွေမကဒီပညာများကိုလည်းအထူးကြိုးစားဆောင်ရွက်မှသာလေနိုင်ငံတကာနဲ့ရေမောင်းပြန်နိုင်တဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်အခုလိုကြီးကြွားမှာဆိုရင်တခါဆုံးနေတဲ့ language ပါတဲ့ပူရွာပိုင်းဒါတော့ကျွန်တော်အခုကဘာသာတူကြီးလို့ကျွန်တော်ဆက်ကြည့်ပါကြ။ကေရီကအစင်ကြီးတော့လဲဆိုတော့ကျွန်တော်ချက်ပေါင်းကြီးပါဆရာမကြီးနဲ့ပြီးပြီးတော့အခုကျွန်တော်ပြုလုပ်ဖို့အစီအစဉ်နဲ့ရှိပါတယ်။အခုဒီမှာဆိုတော့တရားရည်နဲ့ကကလေးဆရာမတရားကိုပြပါဆရာမတရားကိုပထမဆုံးဘုရားကြီးပုတ်စုလို့ဆရာမတွေကတော့ဆွေးနွေးပြီးလို့ရှိပါတယ်။ကျွန်တော်ကလည်းဒီတော့မှဆရာမတွေကနေရာကြီးကျောင်းလေးတော်တော့ကျောင်းအားဖြင့်ပါတော့တကယ်ကိုပြန်ပြီးတော့ဒီပညာရေးပြန်ပြီးသိဖို့ကြောက်ရည်ပြီးဖို့အတွက်လည်းစီစဉ်ထားရပါတယ်။ဘုရားကြီးကစံလို့စင်ကြေသွားပြီဆိုတော့ချက်ပေါင်းကြီးကမှကျွန်တော်တို့အားလုံးတကယ်ကြီးအားလုံးပေါ့ဒီကကလည်းတကယ်ကြီးအားလုံးရတယ်ပဲစူပေါင်းပေါင်းပြီးတော့ဒီစီစဉ်လို့လုပ်ကြဖို့စီစဉ်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်နဲ့ရုံးနဲ့မှာဝါချက်က language ပိုင်းကျွန်တော်တို့ကဒီကဝဲလာရပါတယ်ဒီစကားကောင်းကောင်းပြောတယ်။လောက်လျှောက်တဲ့နေရာ